ရုံးမာတွေကဝိညာဉ်စုဇလန်လေးက1930လောက်ကပါရူးဆိုတဲ့မော်ဒယ်ကောင်မလေးတယောက်ဟာဓာတ်ပုံဆရာကျဲရဲ့စတူဒီယိုမှာဓာတ်ပုံရိုက်ဖို့ရောက်လာတယ်ဓာတ်ပုံဆရာခွင့်မတောင်းမဲ့ကိုတိုင်းနေလာတိုင်းတာကြောင့်မိန်းကလေးဟာစိတ်နှောက်ယှက်တော်ဖြစ်သွားတယ်အင်းကြီးချွတ်ပြီးရဲရအောင်လို့ပြောလိုက်တဲ့ခါမှာတော့ဒေါ်ရထွက်ပြီးအဝေးလဲကန်းကိုဝင်သွားပါတယ်ရူးတယောက်အဝေးစားလဲပြီးပြန်ထွက်လာတဲ့အချိန်မှာဓာတ်ပုံဆရာကိုရှာမတွေ့တော့ဘူးသူမပြန်ဖို့လုံနေတော့မှပဲဓာတ်ပုံဆရာကအနောက်ကနေရုတ်တရက်တိုက်ခိုက်ပါတော့တယ်ဓာတ်ပုံဆရာဟာရူးရဲ့ခေါင်းကိုရုံမလေးရဲ့ခေါင်းပေါ်မှာတင်ကသူ့ရဲ့ဖောက်ပြန်နေတဲ့အမှုပညာတစ်ခုလိုမျိုးဓာတ်ပုံတွေရိုက်နေခဲ့တယ်။စစ်စုပ်ပံကာလတစ်ခုရောက်တဲ့ခါမှာတော့ဆိုဖီယာနဲ့သူ့ရဲ့ညီမလေးလီနာတို့ဟာအဲ့ဒီစက်ရုံဟောင်းကြီးကိုငှားပြီးစတူဒီယိုအဖြစ်ပြောင်းလဲဖို့ဆုံးဖြတ်လိုက်ကြတယ်။စက်ရုံထဲမှာထူးဆန်းတဲ့အရုပ်မှတ်တစ်ခုကျန်နေခဲ့ပြီးဆိုဖီယာကအဲ့ဒီအရုပ်ကိုအဲလစ်လို့နာမည်ပေးထားတယ်။သူတို့မသိတာကအဲ့ဒီရုပ်ရဲ့နှာခေါင်းကနေသွေးတွေစီးကြနေတာပါပဲ။တညမှာတော့ဆိုဖီယာတယောက်တည်းစတူဒီယိုမှာရှိနေတော့ထူးဆန်းတဲ့အမျိုးသမီးတယောက်ပေါ်လာပြီးဆိုဖီယာကိုတက်ပစ်လိုက်ပါတယ်။ဒါပေမဲ့ရဲတွေဟာဒါကိုတိကျမစစ်ဆေးပဲကိုတက်တည်တာဆိုပြီးအမှုပေးလိုက်ကြတယ်။တနေ့ကြာမှာတော့လီနာကစတူဒီယိုကိုပြန်ရောက်လာပြီးအမဖြစ်သူရဲ့အလုပ်တွေကိုဆက်လုပ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူမဟာအမဖြစ်သူရဲ့ဝိညာဉ်ကိုစတူဒီယိုထဲမှာခဏခဏမြင်တွေ့နေရသလိုသူမရဲ့တငယ်ချင်းတွေဖြစ်တဲ့ဟန်ဆဲနဲ့နာတိုင်းတို့ဟာလည်းတယောက်ပြီးတယောက်ဝိညာဉ်ပူးသူလိုမျိုးဖြစ်လာပြီးကိုပြန်လာကြအောင်လှုပ်လာကြတယ်။အချင်းတွေကပူဆူးလာတာကြောင့်လီနာကသူမရဲ့ရည်စားဟောင်းပီတာကိုအကူအညီတောင်းလိုက်တဲ့ပီတာကစုံစမ်းကြည့်တဲ့အခါမှာတော့ဒီစက်ရုံမှာအရင်ကမော်ဒယ်တော်တော်များများပျောက်ဆုံးခဲ့ပူပြီးချက်ကလူတဲ့တရားခံဖြစ်ကြောင်းသူကအဖမ်းမခံရခင်ကိုတက်တည်သွားကြောင်းသိလိုက်ရတယ်။ပီတာကဝိညာဉ်နှင်ထုတ်ဖို့လုပ်တဲ့အခါမှာတော့ပျက်စီးသွားတဲ့အယုံမောက်ကိုပြန်ဆက်ပြီးစားဝိုင်းထဲမှာထိုင်ခိုင်းတယ်။အယုံမောက်ကိုရိုက်ခွဲလိုက်တဲ့အခါမှာတော့အထဲမှာတကယ်ပဲကြောက်စရာကောင်းတဲ့အရာကိုတွေ့လိုက်ရတယ်။အဲ့ဒါကတော့အယုံမောက်ထဲမှာအစစ်တိုင်းရှိနေသေးတဲ့လူသစ်အင်္ဂါအစိပ်ပိုင်းတွေပါပဲ။ကျက်ဟာသူတက်ခဲ့တဲ့မော်ဒယ်တွေရဲ့ကိုယ်အင်္ဂါတွေကိုအယုတ်ထဲမှာဝတ်ထားခဲ့တာဖြစ်တယ်။အဲ့ဒီချိန်မှာပဲလီနာကိုကျဲရဲ့ဝိညာဉ်ပူးကတ်သွားပြီးပီတာကိုအတင်းတိုက်ခိုက်ပါတော့တယ်။ပီတာရဲ့လက်တစ်ဖက်ပြတ်သွားတဲ့အထိအခြေအနေတွေကဆိုးဝါးသွားခဲ့ပေမဲ့နောက်ဆုံးမှာတော့တငယ်ချင်းဖြစ်သူဟန်ဆဲကလီနာကိုတတိပြန်ဝင်လာအောင်လုပ်နိုင်ခဲ့တယ်။သူတို့အားလုံးစက်ရုံထဲကနေအမြန်ထွက်ပြေးလွတ်မြောက်သွားကြတယ်။ဒါပေမဲ့ဇလန်ကဒီမှာတင်မပြီးသေးပါဘူး။စက်ရုံရဲ့မန်နေဂျာဟာတကယ်တော့ကျဲရဲ့မြေးဖြစ်နေပြီးသူ့အဖို့ရဲ့ရက်ဆက်တဲ့အလုပ်တွေကိုဆက်လုပ်ဖို့တိတ်တိတ်လေးကြံစီနေတဲ့သူပါ။ဇလန်ဆုံးမှာတော့အသက်ရောက်လာတဲ့မော်ဒယ်တယောက်ကိုစက်ရုံပြရင်ပျက်စီးသွားတဲ့အယုံမကြီးကလည်းအကောင်းတိုင်းပြန်ဖြစ်နေတာကိုပြသနေတယ်။ဒီထိတ်လန့်စရာဇလန်တွေကမပြီးဆုံးသေးဘူးဆိုတာကိုအရေးမြုံပြပြီးဇက်သိမ်းသွားပါတော့တယ်။